မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့အတွက်ပေါ့နော်ပိုင်ပတ်တီနဲ့ကျွန်တော်တို့ဒီ main auto ကွက်ကိုကျွန်တော်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနားလေးမှာကြည့်လိုက်ပေါ့နော်စိုက်မှာကြတော့ကျွန်တော်ဒီအနီရောက်မှာဆိုရင်ပိုင်ပေါ့နော်ပိုင်တလုံးပေါ့နော်ပြီးကြအပြာရောက်မှာဆိုရင်ကျွန်တော်တို့ကီးပြโอเคပါကျွန်တော်တို့အပေါ်မှာကျွန်တော်ကြည့်မှာနော်168ပေါင်းချင်းမှာဆိုရင်9ပေါ့နော်9ပိုင်ပြီးကြကျွန်တော်ဒီ35ပေါင်းချင်း8ပေါ့နော်86ပေါင်းချင်း4ဆိုပြီးတော့ကျွန်တော်ဒီ49နစ်ကီးပေါ့နော်49နစ်ကီးနဲ့9ပိုင်နဲ့ပေါ့နော်ကျွန်တော်ဒီမှာ45ဆိုပြီးတော့ဆိုတော့ဒါကြတော့ထုံးစံအတိုင်းပေါ့နော်ကျွန်တော်ဒီ site မှာဆိုရင်မွေးကွက်ရှာတယ်လို့မျိုးပဲကျွန်တော်ရှာထားတာပေါ့နော်ဒါကြတော့โอเคပါကျွန်တော်တို့အောက်ဆုံးမှာကျွန်တော်ကြည့်မယ်ဗျာကျွန်တော်ဒီမှာ8နှစ်6ပေါင်း8မှာဆိုရင်6ပေါ့နော်6ပိုင်ကျွန်တော်ဒီနေ့တနေ့ကုန်ပေါ့နော်6ပိုင်ဒီ site တွေကကြတော့တော်တော်များတယ်ဗျာကျွန်တော်ဒါတစ်ခုပဲပြတာပေါ့နော်9နှစ်ပေါင်း8မှာဆိုရင်နှစ်ဗျာကျွန်တော်ဒီနှစ်ခွန်4ကီးနဲ့ကျွန်တော်ဒီ6ပိုင်နဲ့ပေါ့နော်โอเคပါကျွန်တော်ဒီနေ့တရက်စာအတွက်မှာဆိုရင်ပိုင်ပတ်တီတမတွေအကြတော့ကျွန်တော်ဒီ6ပိုင်လေးကိုပတ်လိုက်ပါကျွန်တော်ဒီ main auto ကွက်မှာဆိုရင်ကျွန်တော်ဒီ6နှစ်ပေါ့နော်ပြီးကြရင်6ခွန်ပြီးကြရင်6လေးပေါ့နော်ဒီတုံးကွက်ကို main all ပါကျွန်တော်တို့ဒီလေးလုံးအပီးခွေတမတွေပေါ့နော်အပူပါအခွေတမတွေအကြတော့ကျွန်တော်ဒီ6နှစ်ခွန်လေးကိုအပီးခွေလိုက်ပါပေါ့နော်ကျွန်တော်ဒီလေးလုံးကိုအပီးခွေပေါ့နော်ဒါကြတော့ကိုကြိုက်တာလေးကိုရွေးပြီးတော့ကစားပါပြီးခဲ့တဲ့ပတ်တော့ကတော့ကျွန်တော်ဒီအခွေမှာဆိုရင်ကျွန်တော်ဒီ3ချိန်လောက်အောင်တာပေါ့နော်ကျွန်တော်ဒီ9ရက်အတွင်းမှာဆိုရင်3ချိန်လောက်အောင်တယ်ပြီးကြရင်ပတ်တီမှာဆိုရင်လည်းပဲကျွန်တော်ဒီပတ်တီမှာကြတော့ကျွန်တော်ဒီ2ရက်လား3ရက်လောက်အောင်တာပေါ့နော်အဲ့ဒီပတ်တီမှာလည်း3ရက်ပေါ့နော်ကျွန်တော်ဒီအောက်ပတ်မှာကြတော့2ချိန်ပေါ့နော်ဟုတ်ကဲ့ပါတော့ဒီတစ်ပတ်အတွက်ပေါ့နော်ဒီနေ့တရက်စာအတွက်ပေါ့ကိုကြိုက်တာလေးကိုရွေးပြီးတော့ကစားပါအားလုံးကောင်းပါစေဗျာအားလုံးပေါက်ကြပါစေ